တစုံတစ်ယောက်ကမတော်တဆဂီတတစ်တာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်ဖွင့်လိုက်တဲ့အခါမှာတော့စိတ်ကူးရင်ကဘာတစ်ခုကိုတွေ့လိုက်ရပါတယ်ဒီကဘာမှာလူတွေဟာစစ်ပွဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်ဘီလိန်ကအသာစီးရပြီးအနိုင်ယူလို့မဲ့အချိန်မှာသူကလူတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်ဒါပေမဲ့သူကလူကိုမမြင်ရပါဘူးဒါကြောင့်သူကသူ့ရဲ့မှောင်မျက်လုံးကိုအသက်သွင်းလိုက်ပါတယ်လူရဲ့ကြီးမားတဲ့ပုံရိပ်ကိုမြင်လိုက်ရတဲ့အခါမှာတော့သူကတုန်လှုပ်သွားပါတယ်သူကလူကိုတိုက်ခိုက်ရင်အပြစ်တင်စတင်ပါတော့တယ်လူကတော့သူ့လက်ညှိုးကိုတစ်ချက်ဝေရန်လိုက်ယုံနဲ့ဘီလိန်ကိုမီတာရာပေါင်းများစွာကွာကိုလွင့်စင်သွားစေခဲ့ပါတယ်လူကဒါကိုဂိမ်းတစ်ခုလိုပဲထင်ပြီးဘလောက်တောင်လက်တွေ့ဆန်လဲဆိုတာကိုအံ့ဩနေခဲ့ပါတယ်အေဂရီဘီယင်မကသူ့ရှိမှဒူးထောက်ပြီးသူ့ကိုဖျားသခင်တပါးလို့သဘောထားကလက်ဆောင်တွေပေးအပ်ခဲ့ပါတယ်လူကကျင်စင်းမြစ်တစ်ခုကိုစားလိုက်တဲ့အခါသူ့ခန္ဓာကိုယ်ထဲမှာစွမ်းရည်တွေချက်ချင်းပြေဝလာတာကိုခံစားလိုက်ရပါတယ်ပြီးတော့သူကလက်စွပ်တကွင်းကိုဝစ်ဆင်လိုက်ပါတယ်လက်တစ်ချက်ပစ်လိုက်ယုံနဲ့နေရန်တစ်ခုကိုဖောက်ထွင်းနိုင်ခဲ့ပါတယ်လူကသူ့ပိုပြီးတမ်းမလာပြီးဆိုတာကိုသဘောပေါက်လိုက်တဲ့အချိန်မှာပဲလူဆိုးတစုကသူ့ကိုလာရှာခဲ့ပါတယ်သူတို့ကလူကိုမိမတယောက်အတွက်သူတို့ခေါင်းဆောင်နဲ့မပြိုင်ဖို့တတိပေးပြီးသူ့ကိုတန်ကြိုးတစ်ချောင်းပေးကဝစ်ပြီးမြို့ကနေထွက်သွားဖို့ပြောခဲ့ပါတယ်လူကဒေါသတကြီးညှင်းဆန်ပြီးသူတို့ကိုပစက်ပိတ်ဖို့ပြောခဲ့ပါတယ်လူဆိုးတွေကသူ့ကိုတင်ငန်းစာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်လူကသူ့ရဲ့စွမ်းရည်တွေကိုစူးစီးပြီးငကားတစ်ကောင်ကိုထုတ်လွှတ်လိုက်တဲ့အခါသူတို့အားလုံးမြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်